Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဒီမှာပြီးတော့ Magic Trick ကိုသုံးသိလားမသုံးသိဘူးလားဆိုတာကျွန်တော်သုံးသပ်ပြတော့ဖြစ်ပါတယ်ကျွန်တော်တို့မလေးရှားနိုင်ငံမှာရောက်ရှိနေတော့အိုသမားတွေက Magic Trick ကိုသုံးသိလားမသုံးသိဘူးလား Magic Trick မှာဘာတွေအားနည်းချက်ရှိတယ်ဘာတွေအားသာချက်ရှိတယ်ဆိုတာကိုကျွန်တော်အားလုံးနဲ့အတူသုံးသပ်တော့မှာဖြစ်ပါတယ်အကောင်လုံးပဲလိုက်ပြီးတော့သုံးသပ်လိုက်ရတယ်ကျွန်တော်ရဲ့သုံးသပ်ချက်တစ်ခုတည်းပဲအတီးယူလို့မလိုပါဘူးကိုယ့်အကူသုံးသပ်ကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်နဲ့ Magic Trick ကိုဘယ်လိုလုပ်သိလားမလုပ်သိဘူးလားဆိုတာကိုတွားကြည့်လိုက်အောင် Okay let's go Magic Trick ကနေပြီးတော့သူ့မှာအာနိရှက်အာတာရှက်နှစ်ခုရှိပါတယ်။ဒီမှာဘာဖြစ်လို့လဲဆိုတော့ Magic Trick ကလည်းအာတာရှက်ရှိတယ်လို့အာနိရှက်လည်းရှိပါတယ်။ Magic Trick ကကန်လိုက်တယ်ဆိုပြီးတော့အကောင်လုံးကအာတာနေရတော့မဟုတ်ပါဘူး။အာတာရှက်လည်းရှိတယ်အာနိရှက်လည်းရှိတယ်ဘယ်ရမဆိုအရာတိုင်းကအာနိရှက်ရှိတယ်တော့အာတာရှက်ရှိတယ်အခုလည်းဒီလိုပါပဲ။အဲ့ဒါဆိုလို့ရှိရင် Magic Trick ရဲ့အာတာရှက်ကအရင်ပြောကြည့်လိုက်ရအောင်။အာတာရှက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အော်သမားရဲ့အကောင်လုံးက Magic Trick ကိုလည်းကန်ထားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံအတွေးပြောင်းလို့ရတာအစီပြပါလိမ့်မယ်အဲ့ဒါကအာသာချက်ပေါ့နော်မြန်မာနိုင်ငံကိုပတ်စံတွေးမယ်ဆိုလို့ရှိရင်လေအခုကအာသာတော့တာကအရင်နဲ့မတူဘူးမြန်မာနိုင်ငံကနေပြီးတော့ဘန်ကောက်နဲ့ချိန်ထားပေးတယ်အဲ့ဒါကတော့နေပြီးတော့ KBZ ဘန်ပေါ့နော် KBZ နဲ့ဒီ KB နဲ့ချိန်ထားတာပေါ့နော် KBZ ဘန်နဲ့လေ KBZ ဘန်လည်းရတယ် KB လည်းရတယ်အကုန်လုံးရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတခုကပြောမယ်ဆိုလို့ရှိရင်အာသာတယ်ပေါ့ဗျာအဲ့ဒါလည်းကတော့ကျွန်တော်တို့တို့ကဒီတော့အရင်လိုမျိုးမြန်မာဆိုင်ပြေးစရာမလိုဘူးအရင်ကမြန်မာဆိုင်ကနေ3ရက်ဆောက်မှ2ရက်ဆောက်မှလို့မရှိဘူးပေါ့နော်ဒီမဲ့လည်းပြောကြမလို့ဗျာအေးစစ်ကွာကိုတွေ့လိုက်ရရတယ်တကယ်ချင်းချင်းဆိုလို့ရှိရင်ဟဲ့ပတ်စံတကယ်ချင်း50လောက်လိုချင်တယ်ပတ်စံခဏရှိပါဒါမှမဟုတ်အချွေးတောင်းတယ်ဆိုတော့ဒီလိုမျိုးပဲ Magic Trick ကနေတွေ့ပြလိုက်ရတယ်ဆိုတော့ Magic Trick ကကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒီနိုင်ငံသားတွေဘင်္ဂလားတို့နီပေါတို့ဘာညာဒီအိန္ဒိယတို့ဘာလို့ပေါ့နော်အဲ့ဒီနိုင်ငံသားတွေသုံးဖို့ထုတ်ထားပေးတာMagic Trick ကဒီနိုင်ငံသားတွေသိမသုံးဒါပေမဲ့ကျွန်တော်တို့အရှင်းရှင်းကြတော့တကယ်လည်း Magic Trick သုံးတယ်ဆိုလို့ရှိရင် Magic Trick သုံးတယ်ဆိုလို့ရှိရင်ပတ်စံတွေ့ရတာပြရတာပြန်ပေးရတာလေယူရတာလေအရင်လွယ်ကူတာပေါ့နော်အဲ့ဒါတော့အာသာချက်ပေါ့ဗျာမြန်မာနိုင်ငံကိုပတ်စံလွှဲရတာလေ Magic Trick ကိုတိုင်ဖုန်းထဲကနေ drive ပြီးကျွန်တော် Magic Trick ရဲ့အာသာချက်ပြောပြီးပြီဆိုတော့ကျွန်တော် Magic Trick ရဲ့ animation လေးကိုကျွန်တော်ပြန်တော့ Magic Trick ရဲ့ animation ကတော့ဘာလဲလဲဆိုလို့ရှိရင် login ခဏခဏကြာတာပေါ့နော် password 3ခေါက်လောက်မှားနိုင်မိတာနဲ့သူက login ကြာပါပြီခင်ဗျာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် password မှားနိုင်ရတာမရှိပါဘူးဒါပေမဲ့ login ကြာတော့တယ်ဘလို့ login ကြာတော့လဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်ကျွန်တော်ကဘာဘုံထဲမှာပတ်စံတော့ထုတ်တယ်ပတ်စံတော့ထည့်လို့ရတယ်တော့ထုတ်လို့မရအောင်ပင်နံပါတ်ပဲတောင်းနေတယ်အဲ့ဒါကျွန်တော်ပြောတာပေါ့ဒီရုံးကိုဖုန်းဆက်တဲ့ဖုန်းနံပါတ်ချပေးတာပေါ့ရုံးကိုဖုန်းဆက်ပါတဲ့အခုလိုလို့ရှိရင်လည်းရုံးကိုဖုန်းဆက်တယ်ရုံးကဖုန်းဆက်တော့နေပြီးတော့ဒီ customer service ပေါ့နော်အဲ့ service ရုံးကိုကျွန်တော်ဖုန်းဆက်တော့ service ရုံးကဘာပြောလဲဆိုMagic Trick ရုံးကိုနေပြီးတော့တွားလိုက်ပါတဲ့ Magic Trick ရုံးကိုတွားလိုက်ပါတဲ့သူကအဲ့တော့ Magic Trick ရုံးကိုကျွန်တော်တွားတယ်နင်းကဘာဖြစ်တာလဲဆိုတော့သူကတောက်လျှောက်ကျွန်တော်ဖြစ်နေတယ်အဲ့ဒါအဖြစ်ချက်ပေါ့နော်ကျွန်တော်ကဘာမှမပြောရသေးဘူးကျွန်တော်ကနေပြီးတော့ဒီကက်ကကျွန်တော်ကိုယ်တိုင်နေပြီးတော့မှားနေတာမဟုတ်ပါဘူးကျွန်တော်မှားနေပါရဲ့ဘာညာတရာဆိုကျွန်တော်ပေါ်တာအဲ့လိုမျိုးတွေမဟုတ်ဘူးကျွန်တော်မှားနေတာမဟုတ်ဘူးသူကပင်နံပါတ်ပဲတောင်းနေတယ်ဘယ်လိုဖြစ်လဲမသိဘူး password ပဲတောင်းနေတယ်ပေါ့နော်အနေမှားနေလို့ပေါ်လိုက်တာသူကကျွန်တော်စစ်ကြည့်တာပေါ့နော်စစ်ကြည့်တဲ့ခါကျတော့ဘာမှမရှိဘူးအဲ့တော့ဘာလို့မရတာလဲတဲ့ဟိုနေ့ကလည်းနေကျွန်တော်ဟိုတော့လေကျွန်တော်အဲ့ကိစ္စနဲ့ကျွန်တော်လာပြီးပြီမင်းညနေပြီးကျွန်တော်လာပြီးပြီဘာလို့မရတာလဲတဲ့အဲ့မင်းကပတ်စံစမ်းထုတ်ပြမယ်ကျွန်တော်ပြောတာပေါ့နော်ပတ်စံထုတ်တယ်စက်ထဲမှာပတ်စံထုတ်လို့မရဘူးအဲ့ဒါကြောင့်မှပဲ sorry တဲ့ကက်ကနေပြီးအလုံးမလုံးဖြစ်နေတယ်အဲ့ဒါကြောင့်မှကျွန်တော် sorry လာလို့ဖြစ်အဲ့ဒီပေါ့နော်ကျွန်တော်ပြောတယ်အဲ့ဒါကြောင့် budget ကခဏခဏတော့နေရတယ်အဲ့လိုမျိုးတွေပေါ့နော်လောနေကြတာတော့ခဏလည်းမတွေ့လိုက်မှာပါဘောတစ်ခေါက်တော့ကနေပြီးတော့သူတို့ software ရှင်းတာလေ budget က software ရှင်းတော့အဲ့လောနေကြတဲ့လူတွေတော်တော်များများကနေပြီးတော့ရုံးကိုရောက်လာတာအဲ့နေရာ200ကျော်300လောက်ရှိတယ်အဲ့လိုမျိုးပေါ့အဲ့ဒါကြတော့ကျွန်တော်တို့ကအစမပြေဘူးလေခဏခဏပေါ်နေရတော့ကျွန်တော်တို့ကအလုပ်ကန်နေရှိတယ်လေခဏခဏတော့နေကျွန်တော်တို့လည်းစိတ်ညစ်ရတယ်တချို့ဆိုလို့ရှိရင်ကပတ်စံထုတ်ပြီးလို့ရှိရင်ကပ်ပါချိုးပြမယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်စိတ်ရှိရှိလေးနဲ့လုပ်လိုက်ပါအဲ့ကက်ကိုစောင်းဆိုင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတဲ့ခါကျလည်းပြန်သုံးလို့ရှိရင်ကောင်းပါတယ်လို့ Magic Trick ကသုံးလို့ကောင်းပါတယ်လို့ကျွန်တော်ဒီနေ့ကျွန်တော်သုံးသက်ကြည့်ရလို့ဆိုလို့ရှိရင်ကျွန်တော်300လောက်ဆိုလို့ရှိရင်ပေါ့နော်ခင်ဗျားတို့ဘယ်လိုထင်လဲတော့မသိဘူး Magic Trick ကသုံးဖို့တက်တယ်ကျွန်တော်ပုံသမားတွေဘာဖြစ်လဲဆိုတော့ပုံသမားတွေတော်တော်များများဘန်ကမှမရှိကြဘူးအဲ့လိုမျိုးမြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင်မြန်မာဆိုင်သွားတာနဲ့မဟုတ်ရင်လည်းငွေကောက်တဲ့လူတွေတွေးနေရတာနဲ့ဟိုဖြစ်တယ်ဒီကဖြစ်တယ်ပေါ့ဗျာဒီမှာပတ်စံတွေးနေလို့ရှိရင်လည်းဒီမှာကိုပတ်စံရပြီဆိုတော့အမြန်လို့ပါဘာညာဆိုတာဆိုရင်အဲ့ဒီလိုတယောက်လွှဲနေတာမဟုတ်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်အမျိုးပြောခံရပါတော့အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့လိုပြောမခံရအောင် Magic Trick ကိုကျွန်တော်တို့ဟိုဒီမှာလည်းအကုန်လုံးလောက်ထားသိတယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ကိုမှ passport ရှိတယ် permit ရှိတယ်ဆိုတော့လွယ်ကူတော့ဒါပေမဲ့ကျွန်တော်တကယ်နဲ့တော့မှကျွန်တော်တွေ့ခဲ့တယ် passport နဲ့ permit နဲ့ paper ဘန်ကလည်းရှိသူတော့မှလောက်ထားတယ် Magic Trick လောက်ထားတယ်အဲ့ဒါကျွန်တော်တို့အကုန်လုံးနေဒီ
ဒီနေ့ mastery ကရဲ့အားသာချက်အားနည်းချက်ပြောပြီးဆိုတော့နောက်နေ့ကျမှကျွန်တော် mastery ကတွေကိုပတ်စံဘယ်လိုထိလဲဆိုတာကျွန်တော်အကုန်လုံးကိုညဝေပေးတော့ဖြစ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကိုရိုနေလည်းဘယ်လိုထိလဲပေါ့နော် mastery ကကိုသုံးသိလားမသုံးသိဘူးလားအခက်အခဲဖြစ်တာလေးရှိနေအမှောင်မှရေးတော့လည်းရပါတယ်ကျွန်တော်ကိုယ်လည်းခက်ခဲတဲ့အများကြီးရှိခဲ့ပါတယ်လို့ဒီ mastery ကသုံးရတာဒါပေမဲ့ကျွန်တော်တို့ကလိုအပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် mastery ကကိုကျင့်လို့လည်းသုံးပါတယ်လို့အဲ့တော့ဒီနေ့ကဒီလောက်ပါပဲเนาะ bye bye